တနင်္လာနဲ့ကြာသပတေးတွဲနေပြီဆိုဒီဗီဒီယိုကိုလုံးဝကြုံမသွားပါနဲ့တနင်္လာသားသမီးနဲ့ကြာသပတေးသားသမီးသူတို့နှစ်ယောက်ကတကယ်ပဲပေါင်းဖက်လို့ရရဲ့လားမြမရိုးရမဟာဘုံနဲ့ဓမ္မတော်ကအင်းဝရာဇာဆိုတဲ့အစင်လာတွက်ချက်မှုတွေရဘလို့ရှိမလဲဆိုတာဗီဒီယိုလေးကိုစုံအောင်ကြည့်လိုက်ရအောင်ပါခင်ဗျာပထမဆုံးအနေနဲ့နေနံတဘာဝအရာတော့ကြားနဲ့ကြွက်ဆိုတာမတူညီတဲ့အားပြိုင်မှုလေးတွေရှိနိုင်ပါတယ်ဒါပေမဲ့အဓိကအချက်ကဓမ္မတော်ကအင်းဝရာဇာလင်္ကာမှာကြည့်ရင်တနင်္လာနှစ်နဲ့ကြာသပတေး9ပေါင်းလိုက်ရင်9ရပါတယ်ဒါဟာမိတ်အတွဲဖက်ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်သူတို့နှစ်ယောက်ပေါင်းဖက်ရင်ဓမ္မတော်ကအုပ်စုထဲမှာပါဝင်တဲ့အတွက်တယောက်ကိုတယောက်အရန်ချစ်ကြတယ်တန်ရောစင်ကြည့်ကြတယ်တနင်္လာရဲ့နူးညံ့မှုနဲ့ကြာသပတေးရဲ့တည်ငြိမ်အေးချမ်းမှုကပေါင်းဆက်သွားတဲ့အခါအိမ်တော်ကြီးကအေးအေးချမ်းချမ်းနဲ့တာယာဖို့အခွင့်အလမ်းပိုများပါတယ်စကားများရင်တော့မှအကြာကြီးစိတ်မကောက်နိုင်ပဲပြန်တဲ့သွားတတ်တဲ့အိမ်တော်ဖက်တွေဖြစ်ပါတယ်ခင်ဗျာအချုပ်ပြောရရင်တော့တနင်္လာနဲ့ကြာသပတေးဟာပေါင်းဖက်လို့ရယုံတယ်မကပဲအေးချမ်းတဲ့မိတ်ဖက်တွဲလေးဖြစ်ပါတယ်အောင်မြင်တဲ့ဘဝတစ်ခုတိဆောက်ဖို့အတွက်နှစ်ယောက်သားနားလည်မှုရှိရှိနဲ့ရှေ့ဆက်သွားမယ်ဆိုရင်တော့အကောင်းဆုံးပါပဲခင်ဗျာနောက်ဗီဒီယိုမှာစောင်းရန်ရှောင်းရန်လေးတွေပြောပြမှာမို့ follow လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ